ကျွန်တော်ကိုပဲတခုခုလှုပ်ချင်နေတယ်ဆိုတဲ့ခံစားချက်ကရှင်ထဲမှာပို့ပြီးထင်ရှားလာတယ်ကျွန်တော်ခေါင်းကိုမော့ပြီး driver ခေါင်းပေါ်နာတက်ထားတဲ့ကားနောက်ကြည့်မှအကြီးကိုမသိမသာလန့်ကြည့်လိုက်တယ်မှန်ထဲမှာကားနောက်ပိုင်းတစ်ခုလုံးကအမောင်ရည်တန်းနေရဲ့ကားတွေကလွတ်သွားလိုက်ကြည့်ချင်းလေးဟာဦးမင်းလန့်ကောင်တစ်ခုလုံးအဆုံးထိတွေ့တန်းနေရဲ့ကားကဂျိုက်ကွက်တွေကိုနင်းပြီးလို့စောင့်ခုန်သွားတိုင်းမှန်လဲတုန်ခါသွားတယ်ကျွန်တော်မျက်စိကိုဆူဆိုင်ပြီးနောက်ဆုံးတော့ရှာကြည့်လိုက်တယ်မှန်ထဲကနေမြင်ရတဲ့မြင်ကွင်းကြောင့်ကျွန်တော်နှလုံးခုန်တဲ့နေရက်သွားတဲ့ဖြစ်သွားတယ်စောစောအထိအောက်ကိုမိုက်ဆိုင်ကြနေတဲ့အဲ့ဒီအမျိုးသမီးရဲ့ကောင်းကအခုမမတ်ကြီးဖြစ်နေပြီသူ့ရဲ့ဆူရွှဲနေတဲ့စပင်းတွေကြားထဲကနေဖြူဖြောဖြောမျက်နှာတစ်ဝက်ကိုလှမ်းမြင်နေရတယ်အဆိုးဆုံးကသူ့ရဲ့မျက်နှာကားရှိတဲ့အင်ဂျင်ဖုံးပေါ်မှာထိုင်နေတဲ့ကျွန်တော်စီကိုနောက်ကြည့်မှန်နေရတဲ့တစင်တက်တက်ကြီးစိုက်ကြည့်နေရဖြစ်တယ်ကားနောက်ကြည့်မှန်နေရနေစိုက်ကြည့်နေတဲ့မျက်နှာကြောင့်ကျွန်တော်လန့်ပြီးကားကိုအမြန်ငုံပစ်လိုက်တယ်driver ကိုလန့်ပြုံးလို့လုပ်သေးပေမဲ့လေချောင်းထဲကနေအတန်ထွက်မလာဘူး။အဲ့မှာ driver ရောစပယ်ရောရှိနေတာပဲ။ဘာမှမဖြစ်နိုင်ပါဘူးဆိုပြီးကိုအားတင်ထားလိုက်တယ်။အင်ဂျင်ဖုံးကထွက်တဲ့အပူငွေ့ရဲ့တနေ့ကုန်ပင်မထားရင်တန်ရင်ပေါင်းပြီးကြောက်နေတဲ့ကြားရပဲကျွန်တော်မျက်ခွန်တွေတဖြည်းဖြည်းလေးနေလာတယ်။မှန်ကိုရိုက်နေတဲ့မိုးတန်နဲ့ကားအင်ဂျင်တန်တွေကနားထဲမှာတဖြည်းဖြည်းဝေးသွားပြီးခဏတွင်မှာပဲအိပ်ပျော်သွားခဲ့တယ်။ဘလောက်ကြာအိပ်ပျော်သွားလဲမသိဘူးခန္ဓာကိုယ်တစ်ခုလုံးရိုးရဲကြီးစိတ်တက်လာတဲ့အေးတန်းကြောင့်ကျွန်တော်စက္ကန့်နဲ့လန့်လို့လာတယ်။အောက်ခြေကအင်ဂျင်အပူငွေ့လုံးဝမရှိတော့ဘူး။ကျွန်တော်ကြောပြင်မှာခံစားနေရတာကအေးဆက်ပြီးမတောင်းတောင်းဖြစ်နေတဲ့တရေထိုင်ကုန်တစ်ခုပဲ။ကျွန်တော်မျက်လုံးကိုဖွင့်ကြည့်လိုက်တယ်။ပတ်ဝန်းကျင်တစ်ခုလုံးကအမောင်ရည်တန်းနေရဲ့။ကားရှိမန်တဲ့ရင်ပေါက်ကနေဝင်လာတဲ့ကားမီးရောင်ကအဝေးကြီးမှရှောင်းနေတယ်။ driver နဲ့စပယ်ယာကကျွန်တော်နဲ့အလန့်ဝေးတဲ့နေရာမှာဖြစ်နေတယ်။ကျွန်တော်ထထိုင်လိုက်ပြီးဘေးဘီကိုကြည့်လိုက်တယ်ကျွန်တော်အရှိကန်အင်ဂျင်ဖုံးပေါ်မှာရှိမနေတော့ဘူးကားနောက်ပိုင်းကကျွန်တော်ရဲ့မူလနေရာခုနံပါတ်20ခုပြန်ရောက်နေရဖြစ်တယ်ခေါင်းထဲမှာပြောင်းဆန်သွားတယ်အရှိကန်အင်ဂျင်ဖုံးပေါ်မှာထိုင်ရင်အိပ်ပျော်သွားတာသိကြတယ်ဒီနောက်ပိုင်းကိုဘယ်လိုလုပ်ပြန်ရောက်လာတာလဲအချီဝတူနဲ့ကိုယ့်ဘာသာလမ်းလျှောက်ပြီးပြန်လာထိုင်တာလားဒါမှမဟုတ်နေရာချင်းလိုစပယ်ယာကတော့ပြန်ထိုင်ခိုင်းတာလားကျွန်တော်မမိတာလားအတွေးတွေကရှုပ်ထွေးနေပြီးဘာမှရည်ရည်စဉ်းစားလို့မရဘူးစဉ်းစားနေတော့မှပဲကျွန်တော်ညာဘက်ပခုံးစီကရေခဲတိုက်ထဲရလို့အေးခဲနေတဲ့လေတိုင်းတစ်ခုလာရိုက်ခတ်တယ်စောစောကအခန်းရှိကိုသွားခင်တော့အလွတ်ကြီးဖြစ်နေတဲ့နံပါတ်28ထောင်ပေါ်မှာအခုလူတစ်ယောက်လာထိုင်နေပြီသူနဲ့ကျွန်တော်ချာမှာလက်တကန်းစာအကွာဝေးလောက်ပဲရှိတယ်ကျွန်တော်အသက်ရှူဖို့တောင်မေ့သွားပြီးအဲ့ဒီလူကိုဖြည်းဖြည်းချင်းလှည့်ကြည့်လိုက်တယ်နောက်ဆုံးတက်မှာထိုင်နေတဲ့အမျိုးသမီးဖြစ်တယ်အခုကျွန်တော်ဘေးခုံကိုရောက်နေပြီသူကခုံကိုကျုံးမိထားပြီးခေါင်းကိုအောက်ဘက်နဲ့ငိုက်ထားတယ်သူ့ရဲ့ရေတွေဆူရွှဲနေတဲ့စပိန်ရှည်ကြီးတွေကပခုံးပေါ်ကနေတဆင့်ရှင်မက်ထီကတ်ကြနေတယ်မျက်နှာကိုတခြားမမြင်ရပေမဲ့စပိန်တွေကြားထဲကနေဖြူဖြောဖြောအရေပြားတချို့လှည့်မြင်နေရတယ်အပြင်မှာမိုးတိတ်တန်တွေဆူညံနေပေမဲ့ကျွန်တော်နားထဲမှာတော့သူ့ရဲ့စပိန်ဖျားတွေစီကနေကားကြက်မြစ်ပေါ်ကိုရေစက်တွေကျနေရဲ့တတောက်တောက်တန်ကိုပဲအကျဉ်းကြားနေရတယ်ဝေစားတွေကအစရေတွေဆူရွှဲနေပြီရေခဲရည်တွေမှာအကြာကြီးစိတ်ထားခဲ့တဲ့လိုမျိုးအိတ်ဆက်တဲ့အငွေတက်တွေကသူ့ကိုယ်ကနေအဆက်မပြတ်ထွက်နေရဲ့ကျွန်တော်ထိုင်ရကနေအမြန်ထောက်ဖို့ကြိုးစားတယ်ဒါပေမဲ့ခြေထောက်တွေကထုံကျင်နေပြီးလုံးဝအားမပါဘူးလေချောင်းတွေကလည်းခြောက်ကပ်နေပြီးအသက်လုံးဝထွက်မလာဘူးအဲ့ဒီချိန်မှာအောက်ကိုငိုက်ကြနေတဲ့သူ့ရဲ့ခေါင်းကဖြည်းဖြည်းချင်းလှုပ်လာတယ်ခေါင်းကကျွန်တော်ဘက်ကိုတဖြည်းဖြည်းလှည့်လာတယ်လှုပ်ရှားမှုကအရန်နှီးကွေ့ပေမဲ့ကြီးရဲချက်ရှိနဲ့ကျွန်တော်မျက်နှာမူကိုစူးစမ်းနေရသေးကြတယ်ဆိုရှယ်နေရဲ့စပင်းတွေကမျက်နှာပြင်ပေါ်မှာကတ်နေတော့ပဲ။ဘာမျက်နှာသွင်းမြင်မှမမြင်ရသေးပေမဲ့အဲ့ဒီစပင်းတွေနောက်ကနေကျွန်တော်ကိုစိုက်ကြည့်နေတဲ့အေးဆက်ဆက်ကြီးတစ်ခုကိုတော့ထင်ရှားစွာခံစားနေရတယ်။သူ့စီကနေထွက်လာတဲ့အသက်ရှူတန်းကျွန်တော်မျက်နှာနာကိုတဖြည်းဖြည်းနီးကပ်နေပြီ။